အာနန္ဒာတဲ့လူသေးတိုင်းငါ့ကိုလာပြီးတော့ဘယ်ရောက်တုံမေးနေလို့ရှိရင်မင်းတို့ငါ့ကိုညှင်းဆဲရရောက်လိမ့်မယ်ငါ့ကိုဒုက္ခပေးတာပဲတဲ့ဘုရားကိုဘေးရင်မေးတယ်လို့ဖြစ်နေသေတဲ့လူတွေ့ဘယ်ရောက်သွားတော့ဒီလူဘယ်ရောက်သွားတော့ငါ့ကိုလာမေးမနေနဲ့တဲ့ကိုစမ်းစစ်ကြည့်ဓမ္မဒါသလို့ခေါ်တဲ့ဓမ္မကြည်မှန်ကြီးတစ်ခုဓမ္မကျေးမုံကြီးတစ်ခုငါပေးထားမယ်အဲ့ဒီကျေးမုံကြီးထဲမှာကိုရုပ်ပုံတော်ကိုပြန်ကြည့်တယ်မြတ်စွာဘုရားပြန်ကြည့်ပြီးတဲ့အခါကျလို့ရှိရင်ကိုဖြေထုတ်လို့ရကိုမျက်နှာရိပ်ကိုကြည့်ပြီးကိုယ့်အကိုမှန်ကျေးမုံထဲမှာကြည့်ပြီးအဖြေထုတ်တယ်လို့ပဲတကယ်ကိုဓမ္မကျေးမုံဆိုတဲ့ဓမ္မမှန်ကြီးကိုပြထားတယ်အဲ့ဒီထဲမှာကြည့်ပြီးကိုဆုံးဖြတ်တဲ့ဆိုပြီးတော့မြတ်စွာဘုရားကဓမ္မဒါသဆိုတဲ့ဒေသနာတော်ကိုဟောပြောတာအာနန္ဒာဒီတရားကိုမှတ်သားထားတဲ့အဲ့ဒီဓမ္မဆိုတဲ့ကျေးမုံပြင်ကြီးတဲ့ကိုကြည့်လိုက်လို့ဒီအချက်လက်တွေနဲ့ညီတယ်ဆိုလို့ရှိရင်ကိုဆုံးဖြတ်တော်တဲ့ငါဟာအပေကလွတ်ကင်းသွားပြီဘယ်တော့မှအပေဘုံကိုမရောက်တော့ဘူးနောက်ဆုံးမှာငါဟာသောတာပန်ဖြစ်သွားပြီအပေတကားပိတ်ပြီလို့ကိုဆုံးဖြတ်နိုင်တယ်ကိုဆုံးဖြတ်နိုင်ဖို့ဓမ္မဒါသဆိုတဲ့တရားဒေသနာတော်ကိုမြတ်စွာဘုရားကနာတိကဟောပြောထားတယ်နာတိကလူတွေမေးမနေနဲ့တဲ့ကိုဆုံးဖြတ်ဖို့ဆိုပြီးအချက်၄ချက်ကိုမြတ်စွာဘုရားဟောတာအဲ့ဒီအချက်၄ချက်ကပါလဲကိုပြန်ဆန်းစစ်ကြည့်တယ်ငါဟာမြတ်စွာဘုရားကိုယုံကြည်တာတကယ်ကိုအသိဉာဏ်နဲ့နှစ်ကာသိပြီးတော့ယုံကြည်တာဟုတ်ကဲ့လားကိုစဉ်းစားဘုရားကိုကိုးကွယ်တယ်ဆိုတဲ့နေရာမှာဘုရားရဲ့ခုံတွေကိုအလေးနဲ့သိပြီးတော့နှစ်ကာယုံကြည်တာဟုတ်ကဲ့လားဒါတခုတရားဓမ္မနဲ့ပတ်သက်ပြီးတော့နှစ်ကာယုံကြည်တာဟုတ်ကဲ့လားအရိယာတန်ခါခုံတွေနဲ့ပတ်သက်ပြီးနှစ်ကာယုံကြည်တာဟုတ်ကဲ့လားဘုရားတရားတန်ခါကိုးကွယ်တယ်လို့ဆိုတဲ့နေရာမှာတစုံတစ်ခုမျှော်လင့်ချက်နဲ့ကိုးကွယ်တာလားကိုးကွယ်ထိုက်တယ်လို့ယုံကြည်လက်ခံလို့အသိဉာဏ်နဲ့ကိုးကွယ်တာလားဆိုတာကိုဆုံးဖြတ်တယ်ကိုဆုံးဖြတ်လို့ရတယ်အေးမြတ်စွာဘုရားကိုယုံကြည်တယ်ဆိုတာမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်လိုက်သည့်အတွက်ကြောင့်မြတ်စွာဘုရားဟောထားတာအလွဲမှားမရှိဘုရားဟောတဲ့တရားတွေမလုပ်ရဘူးဆိုတာရှောင်ရမယ်ဆိုတာရှောင်ရမယ်လုပ်ရမယ်ဆိုတာကိုလုပ်ရရှောင်ရမှမရှောင်ရင်ဒုက္ခဖြစ်မယ်လုပ်ရမှမလုပ်ဘူးဆိုရင်ကောင်းကျိုးချမ်းသာမရနိုင်ဘူးဘုရားပေါ်မှာလုံးဝယုံကြည်မှုရှိတရားဆိုတာလေယောဂရှိလို့ဆေးတောက်တဲ့အခါမှာဆေးပေါ်မှာယုံကြည်မှုရှိတယ်ဒီဆေးတောက်ရင်ငါယောဂပျောက်မယ်ဆိုတာယုံကြည်တယ်ယုံကြည်လို့တောက်ထို့တူပဲတရားနဲ့ပတ်သက်လာလို့ရှိရင်လည်းယုံကြည်တဲ့စိတ်ဓာတ်နဲ့တရားပေါ်မှာနှစ်ကာယုံကြည်သက်ဝင်မှုရှိသလားတန်ဃာတွေနဲ့ပတ်သက်လာရောအရိယတန်ဃာတွေပေါ်မှာယုံကြည်မှုသက်ဝင်မှုရှိသလားအခုလိုဆေးတောက်လို့ယောဂပျောက်သွားကြတယ်သောတာပန်ဖြစ်တယ်သဂရဂံဖြစ်တယ်အနာဂံဖြစ်တယ်ယန္တာဖြစ်သွားတယ်ဆိုတာရောယုံကြည်မှုရှိကြတယ်အဲ့ဒါလို့ယုံကြည်ပြီဆိုလို့ရှိရင်တော့ကိုဆုံးဖြတ်ပြီတော့တဲ့အာဟာသောတာပန်ဖြစ်သွားပြီလို့ကိုဆုံးဖြတ်တယ်နောက်တစ်ခုကဘာလို့ဆိုရင်အရိယကန္တသီလအရိယာတွေမျက်မျက်နှိုးနှိုးဆောင်းလျှောက်တဲ့ကိုချင်းသီလအရိယာတွေမျက်မျက်နှိုးနှိုးဆိုဘလောက်ထိမျက်နှိုးလဲအခုခေတ်ကိုစဉ်းကျင်စဉ်းစားကြည့်အခုခေတ်နော်တာမန်ပုဂ္ဂိုလ်တယောက်ဟာတစုံတစ်ခုအလဲလဲလှုပ်เสียကြည့်ရှိလာလို့ရှင်ဘလို့ဖြစ်မလဲစဉ်းစားကြည့်တန်မိုးထားတာချင်းမတူဘူးသီလနဲ့အသက်သီလအဖြတ်ခံမလားအသက်သေခံမလားဆိုရင်သီလပဲဖြတ်ကြမှာပေါ့ဒီလိုဆိုတာပေါ့သီလကိုဖြတ်မယ်နောက်မှစောင့်မယ်ဆိုတဲ့အတွေးပဲရှိမယ်ဥပမာမယ်ပြောရမယ်ဆိုလို့ရှိရင်လူတယောက်မှာအခက်ခဲတစ်ခုကြုံလာဘာအခက်ခဲလဲဆိုရင်အသက်ရဲ့ပစ္စည်းဥစ္စာရဲ့နှစ်ခုတစ်ခုတော့ပေးဆက်ရတော့
အသေးရင်လည်းခံမလားပစ္စည်းဥစ္စာလည်းအဆုံးခံမလားဆိုရင်လူတွေကဘာရွေးကြတော့အသေးတော့မခံနိုင်ဘူးပစ္စည်းဆုံးရင်ဆုံးမစေပစ္စည်းနဲ့အသက်လဲလိုက်တယ်နောက်တစ်ခါအသက်နဲ့ကိုလက်ချေကိုအင်္ဂါဆိုတော့လူတယောက်ဟာလက်ဖြတ်ပြရမယ်ခြေဖြတ်ပြရမယ်လက်ဖြတ်ပြမှခြေဖြတ်ပြမှအသက်ရှင်မယ်ဆိုလို့ရှိရင်လက်တို့ခြေတို့ဆိုရယ်ကိုယ်အင်္ဂါရက်တွေကိုအဆုံးခံရအသက်ကိုမဆုံးခံအသက်ကိုတန်ဖိုးထားကြတယ်ပစ္စည်းဥစ္စာနဲ့အသက်ရှင်လိုက်လို့ရှိရင်လည်းပစ္စည်းဥစ္စာကိုအဆုံးခံတယ်အသက်ကိုအဆုံးမခံကိုယ့်ရဲ့အင်္ဂါရက်တွေနဲ့အသက်နဲ့ဆိုရင်လည်းကိုယ်အင်္ဂါရက်ကိုပဲအဆုံးခံတယ်အသက်ကိုအဆုံးခံဒီလိုလာတာနော်အဲ့ဒါလို့ဒါဖြင့်သီလနဲ့အသက်ဘယ်ဟာရွေးမလို့ဆိုလို့ရှိရင်အသက်ပဲရွေးကြတယ်တာမန်ပုဂ္ဂိုလ်တွေအသက်ဟောအရိယာသူတော်စင်သောတာပန်ဖြစ်သွားပြီဆိုရင်အသက်နဲ့သီလဘယ်ဟာရွေးမလို့ဆိုရင်သီလကိုပဲရွေးမယ်အသက်ကိုမရွေးဘူးအသက်တဲ့တန်ဖိုးရှိသွားဒီလိုဆိုလိုတာနော်သောတာပန်ပုဂ္ဂိုလ်ဟာငါးပါးသီလကိုချိုးဖောက်ရမယ်မဖောက်ရင်အသက်သေလိမ့်မယ်ဆိုရင်ချိုးဖောက်မယ်လို့ဘယ်တော့မှစိတ်မကူအသေးခံမယ်ငါးပါးသီလကိုဘယ်တော့မှမချိုးဖောက်ဘူးဆိုတဲ့အရိယကန္တသီလပုံအခုလို့အသက်ထက်ပဲမျက်မျက်နိုးနိုးထိမ့်သိမ်းဆောက်ရှောက်နိုင်တဲ့စိတ်ဓာတ်မျိုးရပါလားဒီလိုဆိုတာပေါ့နော်ဘုရားပေါ်မှာနှစ်နှစ်ကာကကြီးညိုတဲ့စိတ်ဓာတ်တရားပေါ်မှာနှစ်နှစ်ကာကကြီးညိုတဲ့စိတ်ဓာတ်တန်ခါအပေါ်မှာနှစ်နှစ်ကာကကြီးညိုတဲ့စိတ်ဓာတ်ငါးပါးသီလပေါ်မှာအသက်ထက်မျက်မျက်နိုးနိုးထိမ့်သိမ်းဆောက်ရှောက်လို့တဲ့စိတ်ဓာတ်ဒီစိတ်ဓာတ်တွေရပြီဆိုတဲ့အခါဆိုရင်တော့ကိုယ့်ကိုပြောတော့တဲ့ငါသောတာပန်ဖြစ်ပြီတရားဓမ္မကိုဒီလောက်မျက်နှိုးသွားပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာလွဲချော်ခြင်းလုံးဝမရှိတော့ဘုရားဘာသာဝင်စစ်ဖြစ်ပြီးတော့ပထမအဆင့်ရိယာသူတော်စင်ဖြစ်သူရောက်တယ်လို့ဆိုတာကိုကျင့်သိမှတ်ကြရမယ်လို့ရှင်အနန္ဒမထေရမြတ်ကိုမြတ်စွာဘုရားကနာတိက